အားလုံးပဲမင်္ဂလာပါကျမတော့အင်္ဂလိပ်စာတီချာလေးတီချာပုံညက်ခိုင်ပါကျမဒီနေ့တော့ဗီဒီယိုလေး sharing လုပ်မလို့မဟုတ်ဘူးပေါ့နော်စကားမဆက်ပြောစရာလေးရှိလို့ပါဘာလဲဆိုတော့ကျမကရေစာတီက1 win ရလေ1 win ဆိုတော့အားလုံးသိတယ်မလားကျမတို့အထည်လုပ်ငန်းတွေလုပ်တယ်ပေါ့နော်အထည်လုပ်ငန်းတွေလုပ်တယ်ပစိုးပေါ့နော်အင်ကြီးစာပေါ့နော်ဟုတ်လားထမိန်ပေါ့အဲ့လိုတွေရက်ကြတယ်ပေါ့နော်ကျမတို့ရဲ့မျိုးရိုးစင်တဲ့လုပ်ငန်းလည်းရကဲမယ်ပေါ့နော်ဒီအထည်လုပ်ငန်းမယ်ပေါ့နော်ကျမတို့ယုံကတော့အခုဘာတွေရက်နေလဲဆိုတော့တပတ်ပေါ့နော်မျက်နှာတုပ်ပေါ်ပါမျက်နှာတုပ်ပေါ်ဝါတွေရက်နေတယ်ပြီးရင်တခြားဟာတွေလည်းရှိရပစိုးပေါ့နော်အကုန်လုံးရှိပါတယ်အဲ့ဒါလေးကျမရောင်းရင်ကောင်းမလားလို့စဉ်းစားနေတာအခုက online shop တွေကအရန်ခက်စားနေရပေါ့နော်ကျမကစာသင်တာဝါသနာပါတယ်စာသင်တဲ့လုပ်ကိုလုပ်တယ်ဒါပေမဲ့ online shop လည်းဝါသနာပါတယ်ကျမဈေးရောင်းရတာလည်းအရန်ဝါသနာပါတယ်ဒါပေမဲ့မနိုင်ပြောရင်ဗီဒီယိုတွေပါတယ်တိတ်မရိုက်ရဘူးပေါ့နော်မရိုက်ရတော့တင်ပြီးတော့မရောင်းဖြစ်တာပါတကယ်လို့တခြားကျမတို့ဒီတပတ်တို့ပစိုးတို့ဝယ်နေတာရှိရင်ကျမစီမှာစုံစမ်းလို့ရပါတယ်နော်နောက်ကြရင်လည်းဒီ online shopping လေးလုပ်ဖို့တော့စိတ်ကူးထားပါတယ်ပေါ့နော်ဒီ blog လေးကိုရိုက်မလို့ဟာကိုအရင်ကိုစဉ်းစားပြီးချစ်ချိန်နေရတာမရိုက်ရဲတာရဲ့တကြနေပေါ့နော် blog ရိုက်လိုက်လို့တခုမားချော်ဖြစ်လွဲချော်ဖြစ်သွားမှလည်းအရင်စိုးရိမ်လို့ပေါ့နော်မရိုက်ဖြစ်ဘူးပေါ့အဲကြတော့ကျမတို့အခုလက်ရှိမှာကျမတို့ယုံခက်တဲ့တပတ်မျက်နှာတုပ်ပေါ်လေးတွေရှိပါတယ်ပြဆိုလည်းပြပေးလို့ရပါတယ်နော်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ bye bye